ဒီဇူလိုင်လဟာတောက်တာသမီးတွေအတွက်စမ်းပွင့်တလောက်လက်ဝင်ကျမ်းမဲ့လာဖြစ်ပါတယ်။မှမျော်လင့်မဲ့အဖိုးတန်ရတနာဝင်ရောက်ခြင်းလက်ဆောင်ပစ္စည်းများရရှိခြင်းမျိုးကြုံရတတ်ပါတယ်။ငွေဝင်တလောက်လည်းအလှအတန်းကိစ္စတွေပရဟိတကိစ္စတွေဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေနဲ့ရရသုံးဆွဲမိလို့ငွေအသုံးထိမ့်မှလို့ဇာမနီကမှားခြင်းနဲ့လုပ်ငန်းခွင်မှာမိမိရဲ့အရေးချင်းကထင်သာမြင်သာရှိလာပြီးလူချစ်လူခင်ပေါ်များပါလိမ့်မယ်။အလောက်အကင်နဲ့ပတ်သက်လို့ကြံစီထားတာတွေဟာအဟန့်အတားမရှိအဆင်ပြေချောမွေ့သွားမယ့်အချိန်မှာအသေးအဖွဲကောလာဟာလာသို့မဟုတ်နောက်ွယ်ကစကားအတင်းပြောတာမျိုးတွေရှိတတ်ပေမဲ့မိမိရဲ့ကန်စာတာအချိန်ကြောင့်ဘာမှမထိခိုက်ပဲအလိုလိုပြက်ပြက်သွားပါလိမ့်မယ်။အိမ်အောင်ရှင်များအိမ်အောင်ဘက်စီကနေငွေကြေးဖြစ်စေစိတ်ချမ်းသာမှုဖြစ်စေလက်ဆောင်ကောင်းများရရှိတတ်ပါတယ်။အတူတူခရီးတို့လေးတွေသွားရတတ်ပါတယ်။လူပြိုအပြိုများအချစ်ရေးမှာအထူးစမ်းပွင့်နေပါတယ်။မိမိကိုစိတ်ရင်းမှန်တဲ့လက်တွဲခြင်းသူတွေပတ်ဝန်းကျင်မှာပေါ်ပေါက်လာတဲ့လို့မျက်စိဖွင့်နားဆွင့်ထားပါ။ကျမ်းမာရေးအတွက်သွေးအားနည်းခြင်းအသားရည်နဲ့ပတ်သက်တဲ့ဝေဒနာတို့ကြုံရတတ်ပါတယ်။ရေမများတောက်ပေးဖို့နဲ့အေးရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ဓာတ်စင်ကံမြင့်ရရအနေနဲ့အိမ်ဖျားမှာတပြေပန်း21ညွန့်ကိုဖန်ခွက်တတ်တတ်နဲ့ကတ်လူပါဆောင်းရံအယောင်အဖြူရောင်နဲ့ပန်းရောင်ရွှေရောင်အယောင်ဖြစ်ပါတယ်ရှောင်းရံအယောင်ကအမဲရောင်နဲ့ခမိုင်းမိုင်းအယောင်တွေဖြစ်ပါတယ်တဦးချင်းတီးတန့်ကန်စာတာနဲ့အခက်ခဲတွေကိုအသေးစိတ်မေးမြန်းခြင်းရင်တော့ဇာမနီရဲ့ပရိုဖိုင်ကဆက်သွယ်ရန်နံပါတ်ကတစ်ဆင့်မေးမြန်းနိုင်ပါတယ်ရှင်